လူတရာကိုတောနဲ့ထဲမှာခြံထားခဲ့တဲ့စွန့်စားကမ်းကြီးတစ်ခုစခဲ့ပါတယ်။ဘယ်အဖွဲ့ကလူအများဆုံးကြံရှိနေသေးလဲဆိုတာပေါ်မူတည်ပြီးဒေါ်လာ2,500,000ကိုခွဲဝေယူကြရမှာဖြစ်ပါတယ်။အပြာရောင်ဝတ်ထားတဲ့သူတွေကတော့ရှင်သန်ရေးကျွမ်းကျင်သူတွေဖြစ်ပြီးအနီရောင်ဝတ်ထားတဲ့သူတွေကတော့တောနဲ့ထဲမှာရှင်သန်ဖို့မသင့်တော်တဲ့အပျော်တမ်းသမားတွေလို့ပြောလို့ရပါတယ်။ဒီစိန်ခေါ်မှုကြီးကဘလို့အဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ စိန်ခေါ်မှုမစော့ခင်မှာအနီရောင်အဖွဲ့ကိုတော့ရှင်သန်ရေးအတွက်လိုအပ်တာတွေဝယ်ယူဖို့အတွက်စတူးဆိုင်ကိုခေါ်သွားခဲ့ပါတယ်။သူတို့ကတော့လိုအပ်တာအကုန်ပြင်ဆင်ပြီးသားပါပဲ။ဒါပေမဲ့အပြာရောင်အဖွဲ့ကိုတော့ Mr. Beast ဗီဒီယိုတစ်ခုမှာပြရမယ်လို့ပဲပြောထားတာဖြစ်လို့ဘာပြင်ဆင်ရမလဲမသိပဲရာသီဥတုမျိုးစုံအတွက်အသင့်အဖြစ်အောင်ပဲထုတ်ပိုးလာခဲ့ကြပါတယ်။သူတို့နှစ်ဖွဲ့ရဲ့ကန့်ကြမ္မာကမလို့ကွာခြားသွားမလဲဆိုတာတွေ့ရမှာပါ။ ပထမဆုံးညမှာမဲ့အနီရောင်အဖွဲ့ရဲ့အားထားချက်ကသူတို့ကိုပုံမလွယ်ကူစေတဲ့ဆိုတာရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေဖြစ်တဲ့အပြာရောင်အဖွဲ့ကတော့အပူချိန်တိတိတသာကျဆင်းလာလို့မျက်လုံးတောင်မိတ်မအိတ်နိုင်ခဲ့ပါဘူး။မြေပြင်ကအလွန်အေးပြီးအရာရာတိုင်းဆိုးဆိုးနေတာကြောင့်သူတို့အိတ်လို့မရခဲ့ပါဘူး။ဒီစိန်ခေါ်မှုကနေထွက်ခွာဖို့ဆိုရင်မီးရှူးကိုထွန်းပြီးကယ်ဆယ်အီးကိုစောင့်ရမှာပါ။အန်တော်စရာကောင်းတာကပထမဆုံးထွက်ခွာခဲ့သူနှစ်ဦးဟာအပြာရောင်အဖွဲ့ကကျွမ်းကျင်သူတွေဖြစ်နေတာပါနဲ့။ အနီရောင်ဖွဲ့ကတော့သူတို့ရဲ့အရေးမြစ်တွေကိုအတောင်းပြုပြီးတောထဲမှာတောင်တက်တောင့်တတအိတ်ဆက်နိုင်ခဲ့ကြပါတယ်။မနက်ခင်းကတော့လှပါပြီးနေရောင်ချီကလည်းလင်းလက်နေပါတယ်။တစ်ဖက်မှာတော့အပြာရောင်ဖွဲ့ကသူတို့ရဲ့ခိုလုံရာတွေကိုအမြန်ပြင်ဆင်ဖို့လိုအပ်နေတယ်ဆိုတာသိရှိခဲ့ကြပါတယ်။မဟုတ်ရင်လူအများကြီးထပ်ဆုံရှုံရနိုင်လို့ပါ။အ ਨੇ ဆုံးတပေအထူရှိတဲ့တိရွက်ပုံကြီးကိုပြုလုပ်ရမှာဖြစ်ပြီးမိုးရွာရင်လည်း6တွေ့နေအောင်ကူညီပေးပါလိမ့်မယ်။ဒါကအားလို့ရဲ့စူးစမ်းအားထုတ်မှုလိုအပ်တဲ့ကိစ္စတစ်ခုပါပဲ ကျွမ်းကျင်သူတွေကသူတို့ရဲ့ကန့်သက်ထားတဲ့အရင်းအမြစ်တွေကိုအကောင်းဆုံးအသုံးပြုနေချိန်မှာအပျော်ထမ်းသမားတွေကတော့သူတို့ရဲ့အားသာချက်တွေကိုလင်းလင်းမြန်မြန်ပဲကုံဆုံးအောင်လုပ်နေကြပါတယ်။အနီရောင်အဖွဲ့ကပထမဆုံး2ရက်အတွင်းမှာပဲသူတို့ရဲ့တရေစာအားလုံးကိုကုံဆုံးအောင်စားသုံးပစ်ခဲ့ကြပါတယ်။အခုတော့သူတို့အားလုံးစားလောင်နေကြပါပြီ။ဒါကြောင့်အစားတောက်နဲ့ရေရှာဖွေဖို့ထွက်ခွာတော့မယ့်အစီအစဉ်ဆွဲနေပါတယ်။ဒီအချိန်မှာပဲအပြာရောင်အဖွဲ့ကတော့တောနက်ထဲရှင်တန်ရေးကျွမ်းကျင်သူစက်ရဲ့အသိပညာနဲ့သူတို့ရဲ့တောအုပ်ကိုကုံစုံဆိုင်တစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။သူကတော့အနီးနားကမြစ်ထဲမှာငါးဖမ်းဖို့အတွက်တစ်သားချောင်းတွေနဲ့9000ကျောက်တစ်ခုကိုပါပြုလုပ်ခဲ့ပါတယ် တောထဲမှာတော့အ ਨੇ ဆုံးရှင်သန်ရဲ့အတွက်လုံလောက်တဲ့ဇာနာရိတ်ခါတွေကိုဟတ်ထားခဲ့ပါတယ်။အဖွဲ့နှစ်ဖွဲ့စလုံးကအစားအသောက်တွေကိုရိတ်ခါခွဲဝေးနိုင်ဖို့အတွက်အတိုင်းဝိုင်းထောက်ပံ့ရေးကိုတောင်းလေးတွေထူထောင်ခဲ့ကြပါတယ်။ဒါပေမဲ့အပြာရောင်အဖွဲ့တွေကဂျူလီယာကတော့မတူညီတဲ့အစီအစဉ်တစ်ခုရှိခဲ့ပါတယ်။စားနပ်ရိက္ခာတွေကိုသူများတွေထိန်းချုပ်တာမျိုးကိုသူမလူလားခဲ့ပါဘူး။သူတို့ကစားနပ်ရိက္ခာတွေကိုရန်တမ်းစားသုံးကြမှာဖြစ်ပြီးတစ်ပတ်လောက်အငတ်ခံနိုင်တဲ့သူတွေနဲ့မခံနိုင်တဲ့သူတွေကြားမှာပြဿနာတွေရှိလာနိုင်တယ်လို့သူယူဆခဲ့ပါတယ်။ ရန်ဒီရဲ့တန်တရားတဲ့ကြောင့်ဒီစိန်ခေါ်မှုမှာအသားအဆီးအသစ်တစ်ခုပေါ်ပေါက်လာပါတယ်။ဒါကတော့သူတို့ရဲ့အသင်းဖော်တွေကိုယ်တိုင်ပါတယ်။အဖွဲ့ထက်ကထွက်သွားတဲ့သူတွေရဲ့နေရာမှာခွက်ထားတဲ့အစားအသောက်တွေတွေ့ရှိခဲ့ရပါတယ်။ရန်ဒီကတော့အဖွဲ့အတွက်ဘာမှမကူညီခဲ့တဲ့အတွက်သူတို့ထွက်သွားတာကိုဝမ်းသာမိတယ်လို့ပြောခဲ့ပါတယ်။ဒီပြိုင်ပွဲအဆုံးမှာလူအများဆုံးကြံရှိနေတဲ့အဖွဲ့ကဒေါ်လာ2,200,000တန်စုခွေးကိုရရှိမှာဖြစ်ပါတယ်။ရန်ဒီရဲ့အားပေးစကားတွေကြားကနေပဲကိုတဘိုးနဲ့ကိုထွက်ခွာမှုတွေကဆက်လက်ရှိနေစေဖြစ်ပါတယ်။ အနီရောင်အဖွဲ့ရဲ့အရင်မြစ်တွေကိုစူပေါင်းဖလှဝဲတဲ့နီးဗျူဟာကသူတို့ကိုရှင်းတမ်းဖို့ကူညီပေးနေခဲ့ပါတယ်။မနက်တိုင်းကြက်ဥ6လုံးစားနေကြသူတွေဦးကတော့အခုပန်းသီးတစ်လုံးပဲစားနေရတယ်လို့ညှိညူနေခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းကတော့တနေ့ပန်းသီးတစ်လုံးနဲ့နေထိုင်ဖို့စန္ဒမရှိကြပါဘူး။စားလောင်မှုကတော့တကယ်ကိုပြင်းထန်လာခဲ့ပါတယ်။အစားအသောက်ကြောင့်အနီရောင်အဖွဲ့ကပထမဆုံးလူ6ဦးစိန်ခွာမှုကနေထွက်ခွာခဲ့ကြပါတယ်။ နောက်ထပ်စိန်ခေါ်မှုတစ်ခုကဒီဗီဒီယိုရဲ့အခြေခံကိုပြောင်းလဲစေပါလိမ့်မယ်။အဖွဲ့နှစ်ဖွဲ့စလုံးမှာစားနပ်ရိက္ခာဘူး90စီရှိနေပါတယ်။82နာရီအတွင်းမှာအဖွဲ့အပိတ်မလုပ်ရသေးတဲ့ဘူးအများဆုံးကိုပြန်ပေးနိုင်တဲ့အဖွဲ့ကစုချိမြင့်ခြင်းခံရပါလိမ့်မယ်။အကယ်၍အဖွဲ့နှစ်ဖွဲ့စလုံးတည်ရကြခဲ့မယ်ဆိုရင်တော့ဘယ်သူမှစုရမှာမဟုတ်ပါဘူး အနီရောင်အဖွဲ့ကတော့ဘူးအားလုံးကိုစားပစ်ဖို့ဆုံးဖြတ်ထကြပါတယ်။ဒါပေမဲ့သူတို့ကတော့ကျွန်တော်တို့ကစားလောင်နေတဲ့အတွက်စားတောက်လိမ့်မယ်လို့ထင်နေကြမှာပါ။ဒါကြောင့်ကျွန်တော်တို့ကတော့အဲ့ဒီဘူးတွေကိုမြေကြီးထဲမှာမြုပ်ထားဖို့ဆုံးဖြတ်ထပါတယ်။ကျွန်တော်တို့ကစီကန်းရှိရမယ်။ဘသူမှအစားတောက်တွေကိုမထိရဘူး။ကျွန်တော်တို့မှာ80နာရီအတွက်လုံလောက်တဲ့ရီးခါတွေရှိပါတယ်။ဒါကြောင့်ဘူးတွေကိုလူအနှဲငယ်သာတွားယူနိုင်တဲ့တောထဲမှာဖွဲ့ထားခဲ့ကြပါတယ်။ တနေ့တာရဲ့အခြေအနေကတော့ကြီးမားတဲ့မုန်တိုင်းတစ်ခုရောက်လာနေပါတယ်
နောက်ဆုံးတော့မိုးကလည်းရွာချလာပါပြီလူတိုင်းကသူတို့ရဲ့ခိုးလုံရလေးကိုပြေးဝယ်နေကြပါတယ်ဒီမိုးကလူများကြီးအတွက်အားပြော့သွားစေတဲ့အမတ်တစ်ခုဖြစ်လာနိုင်တယ်လို့ခံမှန်းရပါတယ်အပြာရောင်အဖွဲ့ရဲ့စခန်းကတော့လုံးဝရေလွှမ်းမိုးနေပြီးမိုးတွေရပ်တန့်ဖို့ဆူတောင်းနေကြပါတယ်အနီရောင်အဖွဲ့လည်းအလားတူအခြေအနေမျိုးကြုံတွေ့ရဖို့မျှော်လင့်နေခဲ့ပါတယ်ဒီအချိန်မှာအနီရောင်အဖွဲ့ကတော့သူတို့ရဲ့တဲထဲမှာတက်တောင့်တက်တာနားနေကြပြီးဒီရက်တွေကသူတို့အတွက်အလွယ်ကူဆုံးရက်တွေလို့မှတ်ယူထားပါတယ်အနီရောင်အဖွဲ့နဲ့အပြာရောင်အဖွဲ့တို့ဘူး90စင်ခိုမှုရဲ့ရလက်တွေထပ်ပေါ်လာပါပြီအပြာရောင်အဖွဲ့ကစာနတ်ရိခါဘူး90ကိုပြန်ပေးခဲ့ပါတယ်အနီရောင်အဖွဲ့ကအပျော်တမ်းစမိုင်းတွေကလည်းစာနတ်ရိခါဘူး90ကိုပြန်ပေးခဲ့ကြပါတယ်ဒါကတော့ဘယ်အဖွဲ့မှစူချီမင်းချင်းခံရမှာမဟုတ်ဘူးလို့ဆိုလိုတာပါပဲရလက်ကြောင့်လူတွေကတော့စိတ်ပြတ်အားငယ်မှုနဲ့အံ့အားသင့်မှုတွေဖြစ်ခဲ့ကြပါတယ်ရလက်တွေကိုထုတ်ဖော်လိုက်ပြီးတာနဲ့လူ3ဦးထပ်မံထွက်ခွာသွားခဲ့ပါတယ်သူတို့ကတော့ပြိုလဲပျက်စီးနေကြပါပြီနောက်ထပ်9ဦးလောက်ထွက်ခွာခဲ့ကြပါတယ်အစားအသောက်တွေဘာတစ်ခုမှမရရှိခဲ့လို့ဘူးတွေကိုမစားခဲ့တာကိုနောင်တရပါသလားလို့မေးတဲ့အခါမှာတော့သူတို့ကနောင်တရတယ်လို့ဖြေခဲ့ပါတယ်အချီနီတွေကတဖြည်းဖြည်းဆိုးရွားလာနေပါတယ်အရေးပြတ်တာကလည်းတကယ်ကိုဆိုးရွားနေပြီးဆာလောင်မှုကလည်းအမှန်တကယ်ပြင်းထန်နေပါတယ်အစားအသောက်ကိစ္စတွေနဲ့ရုန်းကန်နေရတာဖြစ်ပြီးထာဝရဆာလောင်နေရတယ်လို့ခံစားရတယ်လို့ပြောခဲ့ကြပါတယ်ကျွမ်းကျင်သူတို့ထီတဲ့ဆတ်ကတော့ဒီနေရာမှာရက်တပတ်ပေါင်းများစွာနီးလို့ရပေမဲ့သူ့ရဲ့မိသားစုစီပြန်ဖို့လိုအပ်နေပါပြီသူကတော့ဒီနေ့ပဲထွက်ခွာမယ်လို့ပြောခဲ့ပါတယ်ဆတ်ကတော့အဖိုးရဲ့အတွက်အဖိုးတန်တဲ့အရာတွေယူဆောင်လာပေးခဲ့သူပါရာသီဥတုတန်ကိုခံနိုင်ရရှိတဲ့ခိုးလုံရာတွေကိုဘယ်လိုတီးဆောက်ရမလဲဆိုတာကိုအားလုံးကိုသင်ကြားပေးခဲ့ပါတယ်အားလုံးကိုအများကြီးသင်ကြားပေးခဲ့တဲ့ဆတ်ကတော့နောက်ဆုံးမှာမီရှုကိုထွန်းပြီးထွက်ခွာသွားခဲ့ပါတယ်တဦးချင်းစီကတော့နေ့စဉ်ကိုအလေးချိန်ကျဆင်းနေတာကိုသိရှိနေခဲ့ကြပါတယ်ခန္ဓာကိုယ်စနစ်တွေရက်တက်မသွားခင်မှာဆုံးရှုံးရမယ့်ကိုအလေးချိန်အများကြီးမရှိတော့ဘူးလို့ပြောခဲ့ကြပါတယ်ဒီအတွေ့အကြုံကတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုရုပ်ပိုင်းဆိုင်ရာအရာနာကျင်စေနေပါပြီနောက်ထပ်တဦးဖြစ်တဲ့မူနာကလည်းထွက်ခွာသွားခဲ့ပြန်ပါတယ်လူတွေထွက်ခွာသွားလေစုကြီးငွေကပိုကြီးလာလေပါပဲလူနေသွားတဲ့အတွက်အနီရောင်အဖွဲ့ကတော့တာဝန်ဝတ္တရားတွေပုံမယူဆောင်ရပါတယ်သူတို့ရဲ့စားဖို့မူဘရစ်တနီထွက်ခွာသွားပြီးကလေးကကြံရှိသူတွေကပဲအလုပ်တွေကိုခွဲဝေယူခဲ့ကြပါတယ်အပြာရောင်အဖွဲ့ထဲမှာတော့အဖွဲ့တွင်ပဋိပက္ခတွေဆက်ဖြစ်နေပါတယ်တာဘော်လင်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြပါတယ်တအူးကအားလုံးအတွက်ခိုးလုံရတစ်ခုဆောက်လုပ်ဖို့အတွက်တာဘော်လင်ကိုယူမယ်လို့ပြောတဲ့အခါနောက်တအူးကသူများဆောက်ထားပြီးသားခိုးလုံရကိုဖျက်ပစ်ပြီးမှလားလို့ပြန်ပြောခဲ့ပါတယ်အချင်းချင်းအတ္တကြီးတယ်လို့ဆွဆွဲရင်အဖွဲ့တွင်အစိတ်အတောက်တွေကဆက်လက်ဖြစ်ပွားနေပါတယ်ဒါကနောက်ထပ်လူတချို့ထွက်ခွာဖို့အကြောင်းရင်းဖြစ်လာခဲ့ပြန်ပါတယ်အနီရောင်အဖွဲ့ဝင်တွေကတော့တအူးကိုတအူးရိုးသားစွာချစ်ခင်ကြပါတယ်အားလုံးစုပေါင်းပြီးလှုပ်ဆောင်မယ်ဆိုရင်ဒီစိန်ခေါ်မှုကိုအနိုင်ရနိုင်တယ်လို့သူတို့ကယုံကြည်နေခဲ့ကြပါတယ်သူတို့မှာအမှန်တကယ်ခိုင်မာတဲ့အဖွဲ့တစ်ခုရှိပါတယ်ဒါပေမဲ့အပြာရောင်အဖွဲ့ကတော့ဒီလိုမျိုးခံစားရခြင်းမရှိခဲ့ပါဘူးတယောက်ပြီးတယောက်ထွက်ခွာသွားတာကိုသူတို့ကသဘောကျနေပုံပါပဲသူတို့ကလူနည်းနည်းလေးပဲကြံတော့တဲ့အတွက်အပြာရောင်အဖွဲ့ကအားပေးနေကြတယ်လို့သူတို့ကထင်ခဲ့ကြပါတယ်လူနည်းလေးအနိုင်ရဖို့အခွင့်အရေးနည်းလေးဆိုတာကိုသူတို့မတွေးမိကြဘူးထင်ပါတယ်တော်ထဲမှာ3ပတ်ကြာမြင့်ခဲ့ပါပြီအပျော်တမ်းသမားတွေအတွက်စိန်ခေါ်မှုအသစ်တစ်ခုပေါ်လာပါပြီဒါကအနီယံစခန်းရဲ့မြေပုံနဲ့မီရှူးသနတ်ထလတ်ပဲဖြစ်ပါတယ်ဒီမီရှူးသနတ်ကိုအနီယံစခန်းထဲမှာဘယ်နေရာမှာဖတ်ချင်လဲဆိုတာကိုမြေပုံပေါ်မှာမသားရပါမယ်မီရှူးသနတ်ကိုပထမဆုံးတွေ့ရှိတဲ့အဖွဲ့ကတော့ဗီဒီယိုကိုဘယ်အချိန်မှာအဆုံးသတ်မယ်လဲဆိုတာကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်သူတို့ကဒီနေ့9ရက်ဒါမှမဟုတ်10ရက်အတွင်းဘယ်အချိန်မှာမဆိုဒီ game ကိုအဆုံးသတ်နိုင်ပါတယ်တခြားအဖွဲ့ကတော့ဘာမှထင်ချွေခွင့်ရှိအောင်မှာမဟုတ်ပါဘူးမျက်လုံးပွင့်ထားတာတွေဖွင့်ပြီးမီရှူတနတ်ကိုရှာဖွေဖို့အချိန်တန်ပါသည်အပျော်တမ်းသမားတွေဘဲအစီအစဉ်တွေဆွဲထားကြပါသလဲအနီရောင်အဖွဲ့ကတော့ရှုပ်ထွေးနေကုန်ပါပဲအပြာရောင်အဖွဲ့ကတော့အစီအစဉ်ကောင်းတွေရှိပြီးဒီမီရှူတနတ်ကိုရှာဖွေဖို့အတွက်အပြင်းထန်ဆုံးဖြတ်ထားကြပါတယ်အချို့ကအဝေးဆုံးတောင်းကိုတွားရှာကြပြီးအချို့ကတော့စိတ်ခံဘက်ကိုတွားရှာဖွေခဲ့ကြပါတယ်အပြာရောင်အဖွဲ့ကရေယူနေတော့တွေးသွားရင်ဘလို့လုံးမလဲလို့မေးတဲ့အခါအပြာရောင်အဖွဲ့ကအနီးနောက်မရောက်သေးဘူးလို့ပြောခဲ့ကြပါတယ်။နောက်ဆုံးတော့တစုံတဦးကမီးရှူးတနက်ကိုရှာတွေ့ခဲ့ပါပြီ။အချက်ပေးခေရတဲ့နေထွက်ပေါ်လာပါတယ်။အဖွဲ့သားတွေတဲကတေလာကတော့မီးရှူးတနက်ကိုတွေ့ပြီလို့ကြွေးကြော်ခဲ့ပါတယ်။သူတို့ကပထမဆုံးတွေ့ရှိခဲ့ကြသူတွေဖြစ်ပါတယ်။အနီရောင်အဖွဲ့မှာလူဘယ်နှယောက်ကြံရှိနေသေးတယ်လို့ထင်ပါသလဲ။9ယောက်
ဒါမှမဟုတ်10ယောက်လောက်ဖြစ်နိုင်တယ်လို့သူတို့ကခန့်မှန်းခဲ့ကြပါတယ်အပြာရောင်အဖွဲ့ကတော့သူတို့ကလူပိုများပြီးနိုင်မယ်လို့ထင်နေကြမှာပါ20ရက်ကြာစောင့်ဆိုင်းပြီးနောက်မီးရှူးကိုပြစ်လွှတ်လိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်